အားလုံးပဲမင်္ဂလာပါရှင်။ Awkward Me Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel လေးမှာတော့မိက relationship နဲ့ပတ်သက်တဲ့ကိစ္စတွေ lifestyle တွေကိုဘယ်လိုနေရမလဲဆိုတာကိုမိသိသလောက်အကြံပေးသွားမယ့် channel ကြီးပဲဖြစ်ပါတယ်ရှင်။တကယ်၍မိပြောတာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် subscribe လုပ်ထားပြီးမမေ့ပါနဲ့နော်။အသက်20ဆိုတာဘဝရဲ့အလှပဆုံးအရွယ်လို့လူတိုင်းကသတ်မှတ်ထားကြပေမဲ့တကယ်တမ်းဖြတ်သန်းနေရတဲ့ကျမတို့ထက်ကတော့ဒါဟာဝေခွဲမရမှုတွေပြည်အားတွေနဲ့ပြည့်နှက်နေတဲ့အရွယ်ပါငါဘာလုပ်ရမလဲငါရှိရေးကဘာဖြစ်မလဲဆိုတဲ့အတွေးတွေနဲ့တိတ်မပြောတဲ့ညတွေကိုပိုင်ဆိုင်ထားရတဲ့သူတွေအတွက်ဒီနေ့မှာတော့မိကဘဝအမှန်တရားတချို့ကိုရင်းနှီးမျှဝေပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကိုလန်းချောင်းနဲ့ကိုကြောပါလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာငွေချင်းတွေကအောင်မြင်နေပြီးဘလို့ကောင်းကောင်းရနေပြီးငါကတော့ဘာမှဖြစ်မလာသေးဘူးဆိုပြီးပြစ်မတင်ပါနဲ့စမ်းပွင့်ထားရတစ်ချိန်တည်းမှာမပွင့်ကြပါဘူးတရားနဲ့တရားအချိန်စရာချင်းမတူနေတဲ့အတွက်ကိုယ့်ရဲ့အထက်ရောက်လာဖို့အကောင်းဆုံးပြင်ဆင်နေဖို့ပဲလိုပါတယ်အောင်မြင်မှုဆိုတာပြိုင်ပွဲမဟုတ်ပဲကိုယ့်ရဲ့ခီးစဉ်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့အမားလုံးမိမအောင်မကြောက်ပါနဲ့ဒီရွယ်ကအမားလုံးဖို့အတွက်အကောင်းဆုံးအချိန်မှာအမားရစီကနေသင်ခန်းစာယူပြီးပြန်ထနိုင်တာဟာအောင်မြင်မှုရဲ့အစပဲဖြစ်ပါတယ်ဘာမှမလုပ်နဲ့ထိုင်နေတာထက်ဆိုင်စားသွားတာမှတမိုးရှိရဲ့အတွေ့အကြုံတွေကိုပြသနိုင်ပါတယ်အသက်20ကျော်မှရတဲ့အမားရုပ်တွေကအသက်30မှာပိုပြီးရင်းချက်တဲ့သူတစ်ယောက်ဖြစ်လာဖို့ထောက်ကူပြုအားလိမ့်မယ်နောက်တစ်ချက်ကတော့ကျမ်းမာရေးကိုဂရုစိုက်ပါအလုပ်တွေအရန်စူးစမ်းနေရချိန်မှာကျမ်းမာရေးကိုမိထားတတ်ကြပါတယ်ဒါပေမဲ့ကျမ်းမာရေးမကောင်းရင်ဘယ်အောင်မြင်မှုကမှအဆင့်မှန်မဖြစ်နိုင်ပါဘူးအစားအသောက်အိပ်စက်မှုနဲ့အထူးသဖြင့်စိတ်ကျန်းမာရေးကိုလည်းအချိန်ပြည့်ဂရုစိုက်ဖို့မမေ့ပါနဲ့ကိုဂရုစိုက်ခြင်းကမလုပ်တာမဟုတ်ဘဲနဲ့အလုပ်ကိုပိုကောင်းကောင်းလုပ်နိုင်ဖို့အင်အားဖြစ်ရပါနောက်တစ်ချက်အနေနဲ့လူမှုပတ်ဝန်းကျင်ကိုစစ်ထုတ်လိုက်ပါမသက်ကြီးလာလေးပတ်ဝန်းကျင်ကလူတွေကစစ်ထုတ်ပြီးသားဖြစ်လာလေးပါပဲစငယ်ချင်းအရေးအတွက်နေသွားတာဘာဝချရဲ့ဖြစ်စဉ်တစ်ခုပါပဲအရေးအတွက်ထက်အရေးအသွေးကပိုပြီးအရေးကြီးလာတဲ့အတွက်ကိုယ့်ဘော်တကယ်စေတနာရှိပြီးစိတ်တောင်းဖြစ်စေတဲ့လူအနေနဲ့ရှိနေတာကပဲလုံလောက်ပါရဲ့နောက်ဆုံးတစ်ချက်အနေနဲ့ငွေကြေးစီမံခန့်ခွဲမှုပါခြားတလောက်ပြန်သုံးနေရတာမျိုးထက်စုဆောင်းတဲ့အလေးထားကိုဒီရွယ်တွေကစတင်ပြင်ပါတယ်ငွေအမြောက်များမဟုတ်ရင်တော့စနစ်တကျသုံးစွဲတတ်တာကနောက်တစ်ချိန်မှာကိုယ့်အတွက်လွတ်လပ်မှုနဲ့လုံခြုံမှုကိုပါပြသနိုင်မှာပါဘဝဆိုတာကတယောက်နဲ့တယောက်ပြန်ပြီးနေရတဲ့ပြန်ပွဲတစ်ခုမဟုတ်ပါဘူးမနေ့ကထက်ဒီနေ့ပိုကောင်းတဲ့လူတစ်ယောက်ပြောင်းခြေလန်းတလန်းချင်းစီလမ်းနေဖို့ပဲအရေးကြီးပါတယ်ဒီနေ့မိပြောပြသွားတဲ့အချက်တွေကဘယ်အချက်ကဒီတို့ကိုအထီးမိဆုံးလဲဆိုတာခုမှမှာပြခဲ့အောင်နော်အားလုံးပဲပုံမတော့ပါပြီကိုယ့်ကိုယုံကြည်မှုရှိတဲ့အနာဂတ်ကိုမဆိုင်နိုင်ကြပါစေရှင်